ဆီယာမခင်ခင်တို့ရဲ့ဈေးချင်းတောင်ဝတ္ထုတို့များဈေးချင်းတောင်ကျမတို့မိသားစုဒီရက်ကွက်လေးစီတို့ပြောင်းရွှေ့လာခဲ့တာတိတ်မကြသေးပါ2 လလောက်သာရှိပါအောင်မည်မန္တလေးမြို့တစ်ကရက်ကွက်တစ်ခုမှာကျမတို့နေထိုင်ရမှာဆိုတော့ပြောင်းမလာခင်ကတည်းကဘုန်းကြီးကျောင်းတွေဈေးတွေစာသင်ကျောင်းတွေကျန်းမာရေးအတွက်စီကံတွေကိုအရင်စနေနာထားခဲ့ရသည်ကံကောင်းဒီမှာအလွန်စီကားသောဈေးကြီးတစ်ဈေးနှင့်တိတ်မဝေးခြင်းဖြစ်ပါသည်ဈေးဆိုတာကလည်းကျမတို့အိမ်ရှင်မများအဖို့တော့အဓိကကျသောအကြောင်းရင်းတစ်ခုလို့ပင်ဆိုခြင်းပါသည်နေစာဒူဝစားရေးနေရေးဝတ်ရေးကိစ္စတွေမှာဈေးကလည်းအရေးပါသည်အထူးသဖြင့်ဈေးနှင့်နီးတော့တွားရလာရလွယ်ကူသလိုကိုယ်တိုင်လည်းဈေးသွားဖြစ်သည်နေ့စဉ်နှင့်အမျှမနက်မိုးလင်းသည်နှင့်ပြည့်စုံတာမပြည့်စုံတာထားမိသားစုစားဝတ်နေရေးကိုချက်ပြုတ်စီမံရခြင်းကလည်းအလုပ်ဒီပင်လွယ်မယောင်နှင့်ခက်သည့်ကိစ္စပင်ဖြစ်သည်မိသားစုစားရေးတောက်တာကိုစီမံချက်ပြုတ်ရခြင်းအလုပ်ဒီပင်လွယ်မယောင်နှင့်ခက်သည့်ကိစ္စဖြစ်သည်မိသားစုဝင်တဦးချင်း၏အကြိုက်ဖြစ်ဖို့မိသားစုအားလုံးတပြေးညီဖြစ်ဖို့ချိုချိုချောင်းချောင်းပေါ်ပေါ်လောလောဆိုတော့လေအဆက်အဟတ်တဲ့ဖို့စဉ်းစားရတာထမင်းမြေအောင်ဟင်းဆက်ကလေးအဟတ်ညီအောင်စဉ်းစားရတာလွယ်တာတော့မဟုတ်ရှိတာလေးနဲ့လှအောင်ဝတ်ရတာလေးနဲ့လှအောင်စားဆိုသည့်စကားကစကားလေးလှသလောက်တကယ်တမ်းကျတော့တွေးရတာကပင်ခေါင်းစားလာပါသည်မနှက်ဘာဝယ်ရမလဲဘာချက်ရမလဲဆိုတာကိုမနှက်မိုးလင်းလင်းချင်းမေတ္တာသုံးမှမရွတ်ရခင်တခါတရံညအိပ်ရတဲ့မှာပင်စိတ်လက်မအားတွေးတော့ဆင်ခြင်နေရပါသည်ဟုဆိုရင်လွန်သည်ဟုမထင်စေခြင်းပါတကယ်လက်တွေ့စည်းနှင့်မျက်နှာချင်းဆိုင်ရတာဝယ်ရချမ်းရတာကျမတို့အိမ်ရှင်မများမဟုတ်လားအိမ်ဦးနဲ့ဤကျေးဇူးလည်းကြီးပါ၏ကျမတို့မိန်းမသားတွေကလည်းတက်တာလှတာတော့မဟုတ်ပါကျမတို့နေထိုင်မိမျိုးတစ်ကဈေးနှင့်နီးသည့်အတွက်တမနက်ခင်းဘာဒီယာကလေးတွေပြီးရင်ဈေးချင်းတောင်လေးဆွဲဈေးသွားရင်လမ်းလျှောက်ဖြစ်သည်ကိုယ်တိုင်မျက်မြင်ဝယ်ရတာဆိုတော့စိမ့်စိမ့်ဆိုဆိုလက်လက်ဆက်ဆက်ကလေးစားရမည်အ ਨੇ ဆုံးဈေးသွားဆိုင်ကားကတတ်တာမည်စသည့်အတွေးများဖြင့်မျိုးတစ်ကိုမပြောင်းခင်ကတည်းကကြိုတင်ပြောထားနှင့်နေပြီဒီပြောင်းမလာခင်ကျမတို့နေခဲ့သောမြစ်စိတ်ကမ်းနာက13လုံးတန်းအေယာထုံးရက်ကွက်တိုက်တန်းကြီးကဈေးနှစီးကြားမှာရှိသည်ဆိုတော့လေလီတဲ့တိုက်အပေါ်ဆုံးလှမှာနေတော့ကျမအဖို့ဈေးကိုချက်ချင်းထသွားဖို့ရာကမလွယ်ကူလှပါဈေးနှစီးကြားဆိုတော့လေကျမတို့နေခဲ့သောတိုက်နံပါတ်12ကတော့တောင်ဈေးမြောက်ဈေးနှစ်ဈေးစလုံးနဲ့မဆိုတောက်လောက်လေးဝေးတာလဲပါတယ်လို့ကျမကိုယ်တိုင်ကလီတဲ့တိုက်လီကား9ထစ်10ထစ်လောက်ကိုတက်ဟဲဆင်းဟဲလှုပ်ဖို့ဝင်လေးတာလဲပါပါတယ်တောင်ဘက်အေယာထုံးဈေးသွားလို့လင်းတိုက်တန်းရှိကြီး9တိုက်ကိုကြောဖြတ်ရသည်မြောက်ဘက်မိုးကောင်းဈေးကိုသွားခြင်းလျင်တာပေါင်ရိုးဘိုးလမ်းပေါ်ကတဆင့်ဈေးရောက်နိုင်ဝက်စာလောက်တဆင့်တလျာလျှောက်ရသည်ဈေးချင်းတောင်ကြီးဆွဲပြီးအသွားကြော့ကြော့သွားနိုင်သည်ဆိုအောင်တော့ဈေးဝယ်အပြန်မှာဒီခရီးကိုခြေလင်းမလျှောက်နိုင်တော့ဈေးထိပ်ကစိုက်ကားတစ်စီးမငှားမဖြစ်ငှားရသည်စိုက်ကားက200အသွားရောအပြန်ရောဆိုလျင်400ဈေးပြန်စည်းလို့ကုန်သည့်ငွေ200ဆိုရင်ကြက်ဥလေးလုံးရသည်ဖျားပန်းဝဝေဆဆာထိုးနိုင်သည်ဟင်းသီးဟင်းရွက်ဖောဖောတီတီကြီးဝယ်နိုင်သည်စိုက်ကားစီရတာနှမျောစရာဒီတော့လဲတတ်နိုင်သမျှကျမကိုယ်တိုင်ဈေးမသွားဖြစ်တော့ပဲအခန်းနီးနားချင်းတွေဈေးသွားမှဈေးဘူးပေး၍လိုချင်တာမှာရသည်ဈေးကိုကိုယ်တိုင်မရောက်နိုင်တော့လဲမြင်ကမတ်တက်စိတ်ကူးတိယာထွေရရကလေးတွေမဝယ်ဖြစ်မစားဖြစ်ဈေးထဲမှာဘာတွေပေါ်နေမှန်းမသိဈေးတွေဘာတွေဝယ်ခြင်းစရာရှိမှန်းမသိလူကြုံနှင့်ဈေးမှာလိုက်သည့်ဟင်းချက်စရာကိုသာကောင်းကောင်းမကောင်းကောင်းချက်စားရုံသာဈေးထဲမှာဘာတွေပေါ်နေပြီလဲဘာတွေလှိုင်နေပြီလဲဘာတွေဈေးတက်လို့ဘာတွေဈေးချိုတယ်လဲဘာကလေးကတော့ဖွယ်ဖွယ်ရရစားလို့တင့်တော်မလဲမနက်ခင်းမိဖို့ကြောင့်စိတ်ကူးတွေကျမမှမရတော့အိမ်ကြီးချင်းကိုမှားရတာဆိုတော့ကိုမှားတာပဲပါတာမဟုတ်လားတကယ်တော့ဈေးဝယ်ရသည့်အလုပ်ဆိုတာပျော်စရာလဲကောင်းညံကစားခွင့်လဲရသည့်အလုပ်ဟုကျမတခါတွေးမိပါ၏ကိုမလက်ထိလက်ရောက်မသွားနိုင်တော့ဒီအခွင့်အရေးကိုကျမဆုံးရှုံးခဲ့ရတာကပဲတိုက်တန်းမှနေခဲ့တဲ့3နှစ်ကျော်4နှစ်နီးပါးကြာခဲ့သည်လုံးဝမရောက်တာတော့မဟုတ်ဖြူးဖြူးဖြောက်ဖြောက်မလွဲမကင်းတာရောက်တာရှိတော့လဲအရောက်ကျဲသည်
ဒီတော့ဈေးနှင့်ကျမဝေးနေရသည်ဆိုပါစို့အခုတော့ဈေးနှင့်နီးသောမြို့တစ်မှာမနေမဖြစ်ကိုကျမဈေးသွားခွင့်ကလေးကြုံရတော့မည်ကြိုတင်တွေးတော့စိတ်ကူးရင်သားလေးတလေကြီးဖြင့်ကျမပျော်နေမိသည်မြို့တစ်ရက်ကွက်ကလေးကိုရောက်လာပြီဆိုတော့ဈေးချင်းတောင်ကလေးဆွဲကကိုယ်တိုင်ဈေးဝယ်ခွင့်ရဖို့သာကျမစိတ်ဆောနေမိပါ၏ထိုနေ့မနက်ကကျမတို့သားမိသားဖာ3ယောက်ဈေးသို့ထွက်လာခဲ့ကြသည်ကျမခင်မွန်းတဲ့ကကလေးချီရင်ဈေးမုံကလေးစားရင်ဈေးကလေးကိုလိုက်ကြည့်ခြင်းတဲ့မိသားစုတပြိုတပါးဈေးသွားရတာကြည်နူးစရာတော့အကောင်းသာကျမကတော့ကျမလက်များဖြင့်ဝေးနေခဲ့သည့်ဈေးချင်းတောင်ကလေးဆွဲကဝယ်လိုက်ချမ်းလိုက်မဟဲ့ဆိုပြီးစိတ်ဖြင့်ခြေလမ်းတွေတက်နေခဲ့သည်ဈေးချင်းတောင်ကလေးကိုလက်ကဆွဲရင်ကျမငယ်ငယ်ကရွာမှာနေခဲ့ရစဉ်ကကလေးတဘာဝထမင်းအိုတန်းဟင်းအိုတန်းကစားခဲ့ရပုံကိုဖြတ်ကနေတတိယမိသည်ဒီလိုပါပဲကလေးကစားစရာဝါချင်းတောင်ခါတိန်ကလေးကိုဆွဲပြီးကျမငငယ်ကဈေးဝယ်ထွက်တန်းကစားခဲ့မှုသည်ဒီတုန်းကရွာမှာဆွေမျိုးသားချင်းအဖော်မတွေနဲ့ရွာခရိုးတောဆက်ကိုကျမတို့ဈေးဝယ်ထွက်ကြခြင်းဖြစ်သည်ရွာခရိုးဆက်မှာအလေးကျပေါက်နေတတ်သည့်အသီးရွက်ကလေးတွေကိုစွတ်ပြီးဈေးချင်းနောက်နဲ့ထည့်သည်ပါဇက်ကလည်းလူကြီးလူကျဲလုပ်ပြီးဈေးကစားနာစကားစကကြီးစကဲကြီးတွေပြောရတာကအရသာတစ်မျိုးပင်အမေကြီးတို့ကြီးတော်တို့ဈေးသွားရင်ပြောကြတာမျိုးဈေးဝယ်ကြတာမျိုးဈေးစစ်ကြတာမျိုးဈေးဝယ်ပန်းတို့ညီးတာမျိုးတွေလိုက်တူပြောကြခြင်းဖြစ်၏ကိုလူကြီးလောက်တန်းကစားရတာကိုပင်ခုံမေနှစ်သက်စရာအောင်းမေခင်ပြီးဒီကောအသက်တွေမြင်မြင်ကြီးကျင်လာပြီဈေးသွားကျင်လာပြီဈေးချင်းတောင်းဆွဲကစုံစီနှစ်ပါးဝယ်ကျင်လာပြီဈေးသွားတာများဘာကြီးစရာရှိလို့လဲအမေတို့များညီးလိုက်တာဈေးချင်းတောင်းဆွဲရတာကိုပဲမနိုင်ဝင်ထိုင်ရတာကြားလို့ကျမငငယ်ကအမေဈေးပြန်ခန်းစားမှုကိုပင်အားမလို့အားမရဖြစ်ခဲ့ရသည်အိမ်ကောင်းရင်မကြီးပင်ရိပ်မှာမနှက်ခင်းဆိုလင်ကျမတို့ကလေးတွေစုကြပြီးထမင်းအိုတန်းဟင်းအိုတန်းကစားဖို့ပြင်ကြပြီးအမကြီးရေဈေးသွားရအောင်လေအိမ်မှာချက်စရာကုန်နေပြီဒီနေ့တော့ကြက်သားလဲဝယ်မယ်ခရမ်းချင်သီးရောအာလူးရောငချောက်ရောအများကြီးဝယ်ကြမယ်နော်အေးသွားမယ်လေရော့ညီမလေးချင်းတချင်းဆွဲခဲ့ဟိုအမကြီးတွေရောဈေးလိုက်အောင်မလားလို့အတူသွားရအောင်လေကျမနဲ့ကျမအဖော်များမြပုကတတွဲမိဆွဲနှင့်မေပုံကတတွဲဘုံမနှင့်တေးတာကတတွဲဈေးချင်းတောင်ကလေးကိုကိုစီဆွဲရင်ရွာခရိုးဆက်အလေးကျပင်တွေပေါက်ရဈေးကိုဈေးဝယ်ထွက်ကြရတာအမောရွာခရိုးဆက်ရောက်တော့ကိုစိတ်ကူးရာလူကြီးလူကျဲစကားတွေပြောရင်အလေးကျပင်တွေကအတီးအရွက်တွေတပြောတပါးခူးကြသည်ဟောဒီမှာဘောက်တီးတွေဟေ့ဘောက်တီးတွေကခရမ်းညီသီးပေါ့ဟဲ့ခရမ်းညီသီးတပိတ်တာဝဲမယ်နော်မြမရအောင်ခူးကြခရမ်းညီသီးကတပိတ်တာဘယ်လောက်တုံးဟာ120 100ပဲထားလိုက်ပါပိတ်တလုံးယူမှာနော်ဒီတုန်းကကျမမှတ်မိသလောက်ကျမတို့ရွာမှာခရမ်းညီသီးတပိတ်တာမှပေးရမှတစ်ချက်ရော့လင်ပြား80လောက်ပဲရှိမယ်ထင်ပါသည်တို့တော့ဈေးဝယ်တန်းကစားကြတာဆိုတော့ကျမတို့ကကိုပါဇက်တည်းရှိတာပြောချင်ရပြောနေကြခြင်းသာဖြစ်၏ကျမတို့ချင်းတောင်းလေးတွေစီဘောက်တီးတွေမောက်နေအောင်ခူးထဲကြသည်ပတ်စံအဖြစ်အိမ်ကောင်းရင်ကအလှဆိုင်ပုံနီရိပ်ပင်အရွက်တွေတုံးကြသည်ပုံနီရွက်တစ်ရွက်ကိုငွေ30သတ်မှတ်ကငွေဆက်ကူတွေလိုဟန်ပါရေတွက်ရင်ဘောက်ချုံတွေပေါ်တင်ခဲ့ကြသည်ဘောက်တီးများကမှမဟုတ်ကျမတို့ဈေးချင်းတောင်းထဲတွင်မိုးနှံရွက်တစောင်းဘူးကြီးအားသည်ကျန်နှဖောင်းရွက်တရုတ်မကြီးသည်ခွေစသည်ဖြင့်အညာကြီးလက်ဒေသတွေမှာလွယ်လွင်တကူတွေ့ရသောအသီးရွက်တွေချင်းနှောင်းနှင့်အပြည့်အသိခူးကြဆွတ်ကြသည်ဒါတွေကလည်းဟင်းချက်စရာအမင်များသာဖြစ်သည်လက်ထဲမှာဆုပ်ယူလာခဲ့သည့်အိမ်ဆိုင်ပုံနှရွက်တွေလည်းကုန်ဈေးချင်းနှောင်းကလေးတွေလည်းပြည့်ပြီးဆိုရင်အိမ်ပြန်ခဲ့ကြပြီးမျိုးပုတ်ကလေးတွေနဲ့ထမင်းဟင်းချက်တန်းကစားကြသည်ဈေးသွားရတာမိုးလိုက်တာအမကြီးရဲ့ကျုပ်ကတော့လက်ထဲပါတဲ့ပတ်စံကုန်တာပဲတော့ဆံဝယ်သွားတဲ့သူတွေမလာကြသေးဘူးသူတို့ကလည်းကြာလိုက်တာဈေးဝါကကြီးတော်များဆိုင်တွားကြတာကိုအေးဟဲ့ကျမနဲ့မောင်နှမဝင်ခွဲဖိုးထောင်တို့ညွန့်လွင်တို့ကိုရွာတောင်ပိုင်းကဘာကြီးများလွှတ်ဆက်ရုံရှိမှပုံထားတဲ့လွှစာမုံတွေတွားကြုံခိုင်းပြီးဆန်အဖြစ်ကျမတို့ထမင်းချက်တန်းကစားခဲ့ကြသည်လွှစာမုံကိုရင်းနဲ့စီမီးမပါတော့မိကိုခွင်ကဲသုံးလုံးပေါ်တင်ကထမင်းချက်ကြသည်ခုလာသည့်အတင်းတီတီရွက်တွေကိုတစ်ဖြင်းနှင့်စင်ကရုပ်ဆောင်ကလေးထည့်ထောင်းပြီးဟင်းချက်ကြသည်ပကန်းနဲ့ထွက်သည့်မြေတယ်မီးဖို့ကြောင့်တုံးကစားစရာလေးတွေလည်းပေါ်သည်ကို
မွေးလိုက်တာနော်ထမင်းအောင်စားလာပြီဒေါ်မီဆွဲတို့အိမ်ကဘာများချက်ကြတာတော့ဝတ်သားနဲ့တရတီးချောင်းနဲ့ချက်တာလေအမကြီးတို့ကဘာချက်တော့ကျုပ်တို့ကအမဲသားတွဲရလိုက်လို့ဘူးတီနဲ့တပြုံးချက်မလို့ငပိရည်လေဖြောအောင်ပါတိုးစရာတွေလည်းအစုံပဲစွန်းလောင်းဖို့တော့နောက်ကျနေပြီလားတိပါဘူးမြင်မြင်ချက်မဟုတ်တော့ဟင်းချက်မဲ့လုံးမစီကုန်နေပြီစီကလေးတမုတ်လောက်ချီးပါအောင်အမကြီးရဲ့စီကလည်းမခတ်ပါနှမ်းရွက်တွေကိုကြိတ်လိုက်ရင်ထွက်လာသည့်ပြစ်ချွဲချွဲအည်များကကျမတို့အတွက်စီဖြစ်သည်စီစည်းကခေါင်ခိုက်နေတာဒေါ်မဲပုံရဲ့ချီးတာကမချီးနိုင်ဘူးသုံးဖို့လောက်ဝယ်ခြင်းတော့နည်းနည်းပပရောင်းမှာပေါ့တပိတ်တာဘလောက်တော့1000ပေါ့ရှင်စီကြိတ်ရတာလွယ်တာမဟုတ်ဒီမှာဖြစ်လက်မောင်းကိုအောင်လို့ကျမတို့ဘာသာလူကြီးလူကျယ်ပြောပြီးကျမတို့ဘာသာပင်ရေကြမိုးကြရသေးသည်နှမ်းရွက်တွေကိုဒိုင်ခံကျိတ်နေရတော့မြတ်ပူကလက်မောင်းကိုဆန့်ထုတ်ပြရင်အညောင်းဖြေပြပုံကိုကြည့်ရင်ကျမတို့ရေကြခြင်းဖြစ်သည်သို့တော့ကျမတို့ရေတံများကိုရင်နှွေးချမ်းတောက်ရကလှမ်းဟောက်လိုက်တော့အဘကြီးလီတန်းကလွှမ်းမိုးသွားပါသည်ဟဲ့ကလေးတွေမအူးမချွတ်ဗျာကတဲ့ဘာမဟုတ်တာဟုတ်ကတွေပြောင်းဆော့နေကြတယ်ငါထရိုက်လိုက်ရဘာမှမှတ်လို့တော့တပင်သေးစကားခလီစကားအယူစကားတဲ့အတိတ်ဟဲ့နမိတ်ဟဲ့အကောင်းမှတ်လို့ရိုးရိုးစောကြဆိုသည့်အဘကြီးစကားအတိတ်ပဲကိုခလေးဘဝတုန်းကတော့ကျမနားမလဲတက်ခဲ့ပါကျမတို့ကလေးများထမင်းဟင်းချက်တဲ့ကစားရမှာဘာများမယိုးသားတာပါလေဒီတုန်းကစီတပိတ်တာမှ10-15ချက်လောက်ပဲရှိမယ်ကျမတို့ကတော့ပုံနည်းရွက်ပတ်စံတွေရှိတော့ကိုပုစက်တဲ့ရှိရဈေးလို့ပြောခဲ့ကြခြင်းသာဖြစ်၏များတာနေတာမသိအတိတ်တွေနမိတ်တွေနားမလဲရွာမှာပုံနည်းပင်တွေအိမ်တိုင်းလိုရှိကြတာဆိုတော့ခုပါလေခုနိုင်သမျှပတ်စံမြခုနိုင်ရင်မြချမ်းသာမြဝယ်နိုင်ချမ်းသာနိုင်မြဝယ်နိုင်ချမ်းနိုင်ဒါကိုအဘကငေါက်တော့ကျမတို့ခေါင်းကလေးတွေပုနေရတော့သည်ကျမငယ်ငယ်ကအကြောင်းတွေကိုဈေးသွားရင်ခင်မွန်းတရားပြောပြတော့ရဲပါသည်သူတို့ငယ်ငယ်ကတော့ကျွေပကံကွဲအိုချံကွဲကြောက်တင်မုံကွဲတွေကိုပတ်စံအကျွေလောက်ကြတဲ့ရှေးလူကြီးတွေကအတိတ်နမိတ်တပေါင်းစနစ်တွေတိတ်ယုံကြတာမြောက်တပေါင်းတောင်နမိတ်ဆိုတာကိုတိတ်ပြောတတ်ကြတာရိုးသားအပတ်တကုတ်နေထိုင်စားတောက်တတ်ကြတဲ့သူတွေဆိုတော့ကလေးစကားကိုအတိတ်ပဲကောက်တဲ့အခါမင်္ဂလာမရှိဘူးလို့ထွက်ကြတာပေါ့ကျမငယ်ငယ်ကအကြောင်းအရာအဖြစ်ပြက်တွေပေါ်ခင်မွန်းတွေကသူ့သဘောထားကိုပေးသည်ကျမတို့ပြောင်းလာခဲ့သည့်မြို့သစ်အိမ်ကနေအရှိတိုင်းလမ်းထွက်လိုက်ရင်ဘုန်းကြီးကျောင်းဝင်းတဝင်းရှိသည်တပံထိုဘုန်းကြီးကျောင်းဝင်းကြီးကိုဖျက်ထွက်လိုက်ရင်ဈေးကြီးအဆွဲဈေးတန်းကလေးကိုဘွားကနေတွေ့မြင်ရမည်ဖြစ်သည်ဈေးနောက်ထိပ်ကြောက်လန်းရှိကြီးတစ်လျှောက်ပြင်ကြဘန်းခင်းရောင်းကြသောတိုးတဲ့ခေါ်ကြသည့်အတီးရွက်တွေတပုံတပင်ဝေခြင်းစရာကောင်းလောက်အောင်ပြေးလန့်လိုနေသည်ရာတီစာတရတီးတွေကတော့မျက်စိတစုံဈေးပဝါကိုရောက်တော့မြို့တစ်ပဝင်းချင်းရက်ကွက်ကဈေးဝယ်တွေကိုမနှဲတိုးရတော့၏မြို့တစ်ဈေးကြီးကအစီသားဟုတ်ပါနော်စုံနေတာပဲဈေးကြီးကကျမတို့စိတ်ကူးနဲ့ထင်ထားတာထက်ပိုပြီးစီစီကားကမြိုင်မြိုင်ဆိုင်ဆိုင်ရှိလွန်လာသည်အသားငါးယုံကြီးတွေဆိုရင်လည်းဇက်ယုံကြီး2ယုံစာမကပါပေါ်လိုက်သည့်ငါးတွေဆိုတာလည်းများမှများစုံလဲစုံငအုံတုံးငပတ်ငခုငမြင်းငကျင်းတီလာဘီယာပြီးတော့ပဇွန်ကြော့ကြီးတွေပဇွန်တုတ်ကြီးတွေတကယ်ကိုဝယ်ခြင်းစရာပတ်စံပေါ်နဲ့ဝယ်လိုက်ရတော့လားကျက်သားတွေကရောမြန်မာကျက်ယူမလားစီပီကျက်ယူမလားခေါ်သည့်မွေးမြူရေးကျက်ယူမလားဒီဘက်မှာမရတော့ဘူးထင်သည့်မြင့်ငါးကလေးတွေတောင်ရှိသည်မြင့်ငယ်မြစ်ဘက်ကလာတာတဲ့ဈေးတန်းကြားဈေးဝယ်လမ်းကျင်းလေးတဲ့ကြိတ်တိုးနေသည့်ဈေးဝယ်တွေကိုကတိုးမပေါကျမကခလေးတစ်ဖက်နဲ့မို့ဈေးဆိုင်တကာဆုံးအောင်မကြည့်နိုင်ပါမျက်စိထဲတွေ့ရာကိုကြပြကတိဝယ်ရသည်အတီးရွက်တွေကလည်းလက်ဆက်လမ်းလို့ကော့လို့ဈေးမပေါ်လာတော့လဲအမျိုးတူရောင်းသူများတော့ကောင်းတာရွေးနိုင်သည်ပစ္စည်းကလည်းလိုချင်တာအကုန်စုံအောင်ရနိုင်သည်မို့တယုံဟင်းချက်စားခြင်းသလားကလားဟင်းချက်စားခြင်းသလားရှမ်းဟင်းချက်စားခြင်းသလားဒေသစာတွေလည်းရှိသည်ကျမမမောနိုင်မပန်းနိုင်လောဘတကြီးဈေးဝဲတာကိုကြည့်ပြီးခင်မွန်းတဲ့ကဘာတွေတွေးနေလဲမသိပြုံးရောင်တန်းနေတော့သူ့အပြည့်နာကိုကျမလှမ်းအကဲခက်လိုက်မိသည်စုံလောက်အောင်ဝဲချမ်းပြီးဈေးချင်းတောင်ပြေးလူပြေးခင်မှာဈေးဝဲရက်က
ဈေးမုတ်တန်းမှာမုတ်စားကြသည်မုတ်တယ်တွေကများမှများဈေးုံထဲမှာထမင်းဆိုင်ရှိသည်လက်ဖေးရည်ဆိုင်ရှိသည်ခောက်ဆွဲတုပ်ဆိုင်မုံဟင်းကားဆိုင်ရွှေအေးဆိုင်တွေကလည်းရှောင်လို့ပင်မလွတ်ချင်းစနွေးမကင်းကြောက်ကြောရောက်သည့်ဆိုင်တွေလည်းရှိသည်ကျမတို့နှစ်ယောက်ခောက်ဆွဲတုပ်စားနေစဉ်မှာတမီးကအိတ်ချင်စိတ်ပြည့်ကောင်းထိုးကကြည်ကြလေတော့သည်ခောက်ဆွဲဖို့ရှင်းပြီးအိမ်ပြန်မှုပြင်ရပြီးပြန်ကြဆိုလားပြန်ယုံပဲရှိတော့တာပေါ့ကွာမင်းချစ်တောင်းနဲ့လဲနောက်ထပ်ထည့်စရာမှမကြံတော့တာဟာဈေးကအပြန်လန်းတစ်လျှောက်လုံးဈေးเจ้าတွေကြီးပြောပြီးပြန်ခဲ့သည်ဈေးဝယ်ကောင်းတဲ့အကြောင်းလိုချင်တာတွေအကုန်ရနိုင်ကြောင်းတားငါကအစဟင်းတီဟင်းရွက်အစုံပေါ်ပေါ်မြတ်မြတ်လက်လက်ဆက်ဆက်ရှိသည့်အကြောင်းဈေးချိုဈေးမျိုးတဲဈေးတွေထပ်ပြီးဈေးတင်တော့တဲ့အကြောင်းတော်ယုံတယုံပစ္စည်းများမျိုးတဲတောက်ဝယ်စရာမလိုတော့တဲ့အကြောင်းအိမ်ရောက်တော့ကျမဝတီတိုင်းဈေးဖို့တွက်ချက်ကြည့်သည်ဒါကလည်းကျမအချင်းဘလောက်ပဲဝယ်စည်ရင်တို့တာစည်ရင်မှတ်တာဝါသနာပါသည်ကျမဈေးချင်းတောင်ကလေးကဘာမှသာမဟုတ်ဘူးထင်ရ1005ရွက်လောက်ထွက်ခဲ့ပါပြီတကောစီတပိတ်တာကိုတော့1800ကျက်သားရှိချိုးကလေးတချိုးတောင်မှပဲ1200ဆိုတော့ဒီနှမျိုးပေါင်း3000ဈေးဘုတ်ကိုအပြက်မြန်လှန်တွက်ရင်ကျမဈေးတောင်ကလာငေးမိုးကြည့်နေမိသည်ဘာပဲဖြစ်ဖြစ်ကျမကိုယ်တိုင်ကိုကြဈေးဝယ်ပြီးဝယ်ခွင့်ရတာကိုပဲကျမပြောရသည်ကိုလိုချင်တာကိုဝယ်နိုင်ခွင့်ရဖို့သာမျှော်လင့်မိပါသည်မနေ့တနေ့ကတော့မြစ်စိတ်ကမ်းနာပြီးဘက်မှနေတော့ကျမတူမကလေးနှစ်ယောက်ကိုကျမမောင်ကဆိုင်ကယ်နဲ့လာပို့သည်ကျောင်းမဖွင့်ခင်ညအိတ်ညနေလာလေကြခြင်းဖြစ်သည်ကလေးများပြီးရောက်သည့်နေ့ဆိုကြတဲ့ဆော့လိုက်ကြတာတောင်းတောက်လို့ကျမတို့အိမ်နောက်ဖေးအိမ်နီးချင်းနာအိမ်ကရွယ်သူမိန်းကလေးနှစ်ယောက်နဲ့ပေါင်းပြီးတော့သုံးဦးသားမိုးပြန်ကုန်ကြသည်မနက်စောစောအိမ်ရှိကွက်လာမှာဘောလုံးပုတ်တိုင်းကစားကြသည်နေ့လေနေပူချိန်ရောက်တော့အိမ်ရိတ်ခိုကဈေးရောက်တိုင်းကစားကြသည်ဈေးရောက်တိုင်းဆိုသည့်ကစားနည်းကခေအဆက်ဆက်တိမ်ကောင်းမသွားပါလားကျမအိမ်ထဲမှာစာဖတ်နေတာမို့သူတို့ကစားနေတာကိုမမြင်ရတော့လဲကြားနေရသည်အင်းလေဈေးရောက်ဈေးဝယ်ဆိုတော့လေလူတွေရှိနေတဲ့ရွေရှိနေမှာပဲမဟုတ်လားအန်တီရေကျမတို့ကတုတ်ဆုံရောင်းတာနော်ဝယ်လှဲ့အောင်ဟုတ်လားဘာတုတ်တွေများရောင်းတာတော့အမကြီးရဲ့လက်ဖက်တုတ်ကျင်းတုတ်လဲရတယ်ရှောက်တီးတုတ်တို့မြင်းခွာရဲ့တုတ်တို့လဲရတယ်ဟင်းကားပါပေးတာပါရှင်တပွဲဘလောက်လဲတပွဲ1000လေးဈေးကြီးလိုက်တာကဲပါရှင်ရှောက်တီးတုတ်တပွဲပေးပါရော့ပတ်ဆက်ဈေးမကြီးပါဘူးရှင်ရှောက်တီးကတော်တော်ပဇွန်ကြောက်ကထည့်ရသေးတယ်အမကြီးရဲ့ကျမတို့ငယ်တုန်းကလိုပဲသူတို့လည်းစော့ကြတာပါပဲလားမိန်းကလေးတွေဆိုတော့လေအိုးပုတ်ကလေးတွေခွက်တူခွက်စာလေးတွေနဲ့ဈေးရောင်းဈေးဝယ်ထမင်းအိုးတန်းဟင်းအိုးတန်းကစားတာဝါသနာပါပုံရသည်ဟောဒီကဈေးတယ်လေးလာပါအောင်ရှင်ဘာတွေရောင်းတာလဲ TV ရောင်းတာအလိုဘဲနဲ့ဟာပါလေ TV ကိုခေါင်းရွက်ပြတ်တို့ဈေးအော်ရောင်းကြတဲ့သူတို့ခင်းတဲ့သူတို့ပစ္စည်းဟုတ်တော့လေဟုတ်တာကျမတို့ငယ်တုန်းကနဲ့တော့ဘယ်တူနိုင်မှမလဲလို့တွေးနေမိသည် TV ကဘလို့ရောင်းတာလဲရှင်တလုံးကို9သိန်းထားပြီးမယ်လीဟောတာကရေခဲတစ်တာနဲ့အဝိလျှော်ဆက်ဂျိုးထုဆလောင်းပန်းဆက်လဲပါသေးတယ်ကဲ TV တလုံးပေးရေခဲတစ်တာတလုံးလဲပေးရော့ပတ်ဆက်ဒီနေရာမှာတင်သူတို့ပြဿနာတတ်တော့သည်ပါဇက်ကပတ်စံနဲ့ရည်တွက်ရင်ညင်းကြခုန်ကြစူပွက်လို့နေသည်ကျမကိုယ်တိုင်ကသူတို့ကစားစရာအိမ်ရိတ်ကိုထွက်လာခဲ့သည်ချင်းစည်းဘူးခွေစက်ကူဘူးကိုတွေက TV တဲ့သူတို့ကမှဟုတ်သေးတော့ရှေ့မှာလဲဗတောက်ရက်တွေရေကြတွက်ကြလို့တရွက်ကို1000ဆိုတော့ဆွေရက်ကို1000ရော့ဒီမှာ9သိန်းရေကြီးရောအိမ်ရှိဗတောက်ပင်မှာတော့လလန်းမိသမျှဂိုင်းတွေပြောင်းတလင်းခါကုန်တော့ဤသူတို့ကစားပြီးတော့ကျမမှလှိလိုက်ကျင်းလိုက်ရတာဗတောက်ရက်တွေအမိုက်ချင်းတောင်းတွေအဖြစ်သူတို့ဈေးချင်းတောင်းလို့ကစားကြသည်ကျွတ်အိတ်တွေဆိုတာလဲမြင်ရမကောင်းမင်းဈေးမသွားပြန်ဘူးလားဒီရက်ကွက်လေးမှာ3လလောက်နေသားရလာတော့ကျမဈေးသိမ့်မသွားပြတော့ပါဈေးတစ်ခါသွားနေ4-5-6ရက်စာဝယ်ပြီးရေခဲတက်တာထဲမှာပဲထည့်တာပြတော့သည်တခါတည်းရဲ့အိမ်ကြီးချင်းနေဈေးသွားချိန်မှာလိုတာလေးလှမ်းမာတာမျိုးတော့ရှိသည်ခင်မွန်းတဲ့ခက်ထိအမေကိုကျမဘာမှပြတ်မဖြေပဲနေလိုက်သည်သူဘာတိတာမှတ်လို့ချက်ပြီးရင်စားဖို့ပဲတိတာကျမကိုယ်တိုင်လက်ထိလက်ရောက်ဈေးဝယ်ဖို့စိတ်ကူးရင်ခဲ့သောမြို့တစ်ဈေးကိုမရောက်ဖြစ်တော့သည့်ကျမဈေးချင်းတောင်ကလေးတီလဲမိဖို့ကြောင့်တန်ချိန်မှာငုတ်တုတ်ငိုက်နေတာကြပြီကျမကတော့အိမ်ရှိပတောက်ပင်လေးကိုပဲငင်းနေမိလိုက်ပါသည်